ဟိုနေ့ကဆိုင်ငယ်မှောက်ပြီးငရဲပြည်ကိုရောက်သွားတာငရဲမင်းကမေးတယ်အဖွားဘယ်ကလာတယ်လဲတဲ့ငါလည်းပြောလိုက်တယ်မြန်မာနိုင်ငံကလာတာပါလို့မြန်မာနိုင်ငံကလာတာဆိုရင်အခုပဲပြန်တော့တဲ့ငရဲကြခံပြီးသားလူတွေကိုငရဲပြည်ကလက်မခံဘူးဆိုလို့မသေးပဲဒီကိုပြန်ရောက်လာတာကံကလည်းစိုးလိုက်တာမီနီနေတာကိုဘာလို့ဖြတ်မောင်းလာတာလဲမီနီကိုအဖွားမတွေ့ဘူးလားမင်းနီကိုတွေ့တယ်ဓာတ်တိုင်နောက်မှာပုံနေတယ်မင်းကိုမတွေ့တာဆိုင်ကယ်လိုင်စင်ပြပါဖွားဆိုင်ငယ်လိုင်စင်ကအိမ်မှာမေ့ကြံခဲ့လို့လိုင်စင်မပါရင်အဖွားရဲ့ဆိုင်ကယ်ကိုတင်ရလိမ့်မယ်အဲ့မှာလိုက်ရှင်းပါဖွားမင်းတို့ကလည်းငတ်နေရင်ခွက်ဆွဲပြီးတောင်းစားပါလားဒီလိုစစ်လားဆေးလားတွေမလုပ်ပါနဲ့အဖွားကကြောက်တတ်လို့ပါမရှိလို့ဆိုင်ငယ်အစုပ်လေးစီးနေပါတယ်ဆိုတခိုးတွေကခိုးသွားပြန်ပြီဒီကောင်လေးနဲ့ငါလဲစိတ်ညစ်တယ်အခုစီးစရာဖက်နှက်ပဲရှိတော့တယ်ဘာလို့နွားစည်းလာတာလဲဖွားမြို့ထဲမှာနွားစည်းလို့မရဘူးဆိုင်ငယ်စီးတော့လဲဆိုင်ငယ်သိမ်းတယ်နွားစီးလာတော့လဲနွားကိုတားတယ်မင်းတို့ဟာကတရားမလုံသေးဘူးလားဒီနေ့ကမကနန်းကားတွေပဲမောင်းရမှာအဖွားရဲ့နွားကဂွေးဦးနှလုံးမှာတော့စုံကနန်းဖြစ်နေတယ်အဖွားရဲ့နွားကိုကျုပ်တို့တင်ရလိမ့်မယ်ငါနွားတကောင်ကိုဟိုမตาလေးတွေတိမ်သွားလို့အခုငါလဲထွန်နေရပြီနင်တို့ကဘာကြည့်နေတာလဲလာမကြည့်နဲ့ငါခွက်ထည့်လိုက်မယ်